ချစ်တယ်ပြောပြီးဂရုမစိုက်တာကျင်နာမှုတွေမပေးတာလူထွေးမှုတွေမရှိတာကိုကလွဲရင်တခြားလူတွေအားလုံးရဲ့အပေါ်မှာဂရုတစိုက်ရှိတာဘို့အတွက်ဆိုရင်အချိန်လုံးဝမပေးနိုင်တော့တာအဲ့ဒါတွေကိုတွေးပြီးတော့နာကျင်နေရပြီမျက်ရည်တွေကျနေရပြီဆိုရင်တော့အဲ့ဒါအချင်းမဟုတ်ဘူးအဲ့ဒါဝတ်ကြွေးလို့ခေါ်တယ်ဘယ်လောက်ပဲနာကျင်နေပြီလွတ်ချခြင်းပါတယ်လို့ပြောဝတ်ကြွေးတွေမကုန်သေးတော့လည်းလွတ်မချနိုင်သေးဘူးပေါ့လားအရန်ကိုပင်ပန်းနေပါပြီမျက်ရည်တွေနဲ့ညတိုင်းအိပ်စက်နေရပါတယ်ပြောပြီးလွတ်မချနိုင်သေးတာဟာရေစက်မကုန်သေးတာမဟုတ်ဘူးနော်ဝတ်ကြွေးမကုန်သေးတာဝတ်ကြွေးဆိုတာမျိုးကကုန်အောင်စိုက်ရတဲ့မျိုးလေအဲ့ဒီတော့တို့အားလုံးကဝတ်ကြွေးမကုန်မချင်းတော့ရင်နာနာနဲ့ပဲဆက်ချစ်နေကြရတယ်နာနာကျင်ကျင်နဲ့ပဲဖက်တွယ်နေကြရတာပဲဟုတ်လားဒါကြောင့်မြတ်စွာဘုရားကပြောတာဧကံပြီးရင်ဧကံဒုက္ခအချစ်တစ်ခုရှိရင်ဒုက္ခတစ်ခုရှိတယ်အချစ်မရှိတော့ရင်ဒုက္ခတွေလည်းချုပ်ငြိမ်းသွားတယ်ဒါကြောင့်ဘာကြောင့်လဲချစ်ချစ်ဝတ်ကြွေးကြောင့်လဲချစ်ချစ်ဒီသက်ကြောင့်လဲချစ်ချစ်အချစ်ကဒုက္ခတွေကိုဝေဖွားပေးတယ်ဒါကြောင့်လူတိုင်းရဲ့အပေါ်မှာမေတ္တာထားနိုင်အောင်ပဲကြိုးစားပါ